စီးကျူသွေးကြိုယောဂကုမယ်စီးကျူသွေးကြိုယောဂကုမယ်ဆိုရင်ကုရရဲ့ထိရောက်မှုရှိမရှိပေါ့နောက်ကုခြင်းအပြင်ဘာတွေစောင့်ကြည့်ရမလဲပေါ့ကုတဲ့အချိန်မှာဘာတွေစောင့်ကြည့်ရမလဲပေါ့အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆက်လက်ပြီးဆွေးနွေးမှာဖြစ်တယ်အဲ့တော့စီးကျူကောင်းဘာတွေစောင့်ကြည့်ကြမလဲပေါ့အဲ့ဒီမှာနှစ်ပိုင်းအနေနဲ့ပေါ့တစ်ပိုင်းကတော့စီးကျူသွေးကြိုယောဂလို့ပြောတော့သွေးတွေချိုနေခြင်းအဓိကတော့အဲ့ဒီသွေးကြိုချိုနေခြင်းတက်ကိုဘယ်လိုစောင့်ကြည့်မလဲပေါ့ဒုတိယတစ်ပိုင်းကတော့အဲ့ဒီသွေးချိုတကူတည်းနဲ့မကဘူးကျန်တဲ့ဘာတွေရောစောင့်ကြည့်ရမလဲပေါ့ဒီနှစ်ပိုင်းကိုဆက်လက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့စီးကျူသွေးကြိုလို့ခေါ်တဲ့ယောဂမှာသွေးကြိုယောဂကိုဘယ်လိုများပုံပံပေါ့ကောင်းစောင့်ကြည့်ရမလဲเนาะ monitoring ပေါ့အဲ့ဒါကိုဆွေးနွေးပြဖို့အတွက်စစ်တပ်ကနေရန်ကုန်မှာစီးကျိုနဲ့ဟော်မုန်းယောဂအထုကုဌာနရဲ့ပမကဌာနမှူး professor ပေါ့ပမကဒေါက်တာထက်တက်ခင်ကိုကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ဆရာမကြီးခင်ဗျကျွန်တော်တို့စီးကျိုသွေးကြိုယောဂကုသရေးမှာ glycemic control လို့ပြောတဲ့သွေးကြိုကိုဘယ်လိုချက်တွေနဲ့ဘယ်လိုများစောင့်ကြည့်ဖို့ရပါတယ်လေလို့ကျွန်တော်တို့ဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ပါဆရာကြီးရှင်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ဆွေးနွေးမှာကတော့စီးကျိုသွေးကြိုယောဂကုသရာမှာသွေးကြိုဘယ်လိုစောင့်ကြည့်ရမလဲဆိုတာဖြစ်ပါတယ်ဒီအောင်မပြောခင်မှာဘာလို့ဒီသွေးကြိုစောင့်ကြည့်ဖို့လိုအပ်တယ်လဲပေါ့နော်စီးကြိုကောင်းကောင်းမထိနိုင်ဘူးဆိုရင်ဘာတွေဖြစ်နိုင်တယ်လဲကိုအရင်လေးပထမဆုံးဆွေးနွေးလိုပါတယ်အဲ့စီးကြိုတွေတက်မယ်ဆိုရင်လက်တလောဆိုးကျိုးတွေဖြစ်နိုင်တယ်လို့ရေရှည်နောက်ဆက်တွဲဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်အဲ့လက်တလောဆိုးကျိုးတွေကအလုံးသိကြတဲ့အတိုင်းပဲစီးကြိုတွေအတက်လွန်ပြီးရင်သွေးထဲမှာအက်ဆစ်ဓာတ်တွေများတယ်သတိလစ်တာတွေဒါတွေဖြစ်တတ်ပါတယ်စီးကြိုတဲ့အကျလွန်သွားရင်လည်းအသက်အန္တရာယ်အထိကိုဖြစ်နိုင်ပါတယ်ဒါလက်တလောဆိုးကျိုးတွေအပြင်ရေရှည်နောက်ဆက်တွဲဆိုးကျိုးတွေဘာတွေရှိလဲဆိုတော့ခုနလည်းဆရာမကြီးပြောသွားသလိုပါပဲကြောက်ကက်တွေပျက်စီးမယ်မျက်စိအမြင်လွှာတွေပျက်စီးတယ်ခြေထောက်တွေထုံကျင်တယ်အာရုံကြောတွေထိခိုက်တယ်နောက်လေဖြတ်တာတို့နှလုံးသွေးကြောကျဉ်တာပိတ်တာတို့နောက်ခြေထောက်သွားတဲ့သွေးကြောတွေပေါ့နော်အဲ့ဒါတွေပိတ်တဲ့အခါမှာဆိုရင်ခြေလက်တွေကကိုက်ခဲတယ်နောက်ဆုံးခြေလက်ပုတ်တဲ့အဆင့်ထိဖြစ်နိုင်တယ်ဒီဟာတွေကိုကာကွယ်ဖို့ဆိုရင်ကျမတို့ကသွေးကြိုကိုကောင်းကောင်းကုသဖို့လိုပါတယ်အဲ့ရှေ့မှာလည်းဆရာမကြီးပြောသွားပြီးပါပြီလူတစ်ယောက်ကဆေးကုတော့မယ်ဆိုရင်ကိုဘယ်လောက်ထိကောင်းအောင်ကုသရမလဲဆိုတာကိုအရင်ဆုံးသိရှိဖို့လိုအပ်ပါတယ်အဲ့တော့ဆရာမကြီးပြောသွားသလိုပဲအိယာနုနိုးချင်းမနက်စာမစားခင်စစ်မယ်ဆိုရင်80နဲ့130ပေါ့နော်အဲ့တော့တစ်လုံးနဲ့မှတ်မယ်ဆိုရင်တော့130မကျော်ရဘူးပေါ့နော်နောက်အစစားတဲ့အချိန်ကနေ2နာရီပေါ့2နာရီကြာမှဖောက်တဲ့ခါမှာဆိုရင်လေ180မကျော်ရဘူးပေါ့ဒါကတော့လူနာကကိုယ့်ရဲ့သွေးကြိုကိုသိရှိထားဖို့ဖြစ်ပါတယ်ဒါကိုသိပြီးတော့ကိုယ့်ရဲ့နေထိုင်စားသောက်တွေကိုပြုပြင်လို့ရပါတယ်နောက်တစ်ခုကတော့3လပြန်များစီးကြိုပါ3လပြန်များစီးကြိုကတော့3လတစ်ခါ6လတစ်ခါပေါ့နော်ဒီလိုဖောက်တဲ့အခါမှာ9%အောက်မှာပဲရှိရမယ်9%မကျော်ရပါဘူးပေါ့အဲ့တော့ဒါကိုကြည့်ပြီးတော့ဆရာဝန်ကလူနာရဲ့ဆေးတွေကိုအတိုးလျှော့လုပ်ပြီးလို့ရပါတယ်အဲ့တော့ဒီ SMBG နဲ့ပြောနေတာပေါ့နော်အဲ့တော့ self monitoring of blood glucose အဲ့ဒါမိမိကိုယ်တိုင်ပေါ့သွေးကြိုစစ်ဆေးစောင့်ကြည့်ခြင်းလို့ပြောပါတယ်အဲ့တော့အိမ်မှာပဲ glucometer ပေါ့နော်အများသိတဲ့ glucometer သွေးကြိုတိုင်းကိရိယာကိုအသုံးပြုပြီးတော့မိမိရဲ့သွေးကြိုကိုဖောက်ပြီးတော့စစ်ဆေးနေရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုစစ်ဆေးတဲ့ဟာမှာစီးကြိုကုသမှုမှာသူကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာပါပါတယ်အဲ့တော့ဒီလိုစစ်ဆေးရင်ဘာတွေရမလဲနော်ဘာအကျိုးကျေးဇူးတွေရမလဲဆိုတော့ကုသမှုမှာထိရောက်မှုရှိမရှိပေါ့ဆေးသာတောက်နေတယ်ရှေ့မှာဆရာမကြီးပြောသွားသလိုမက်ဖော်မင်တစ်နေ့2ကြိမ်ကိုယ့်ရဲ့စီးကြိုကဘယ်လောက်ရှိနေမှန်းလည်းမသိဘူးဒါပဲတစ်နေ့2ကြိမ်ပဲနော်အဲ့တော့နဲတယ်ဆိုလဲဆေးတိုးလို့ရအောင်ဆရာဝန်ပြန်ပြတယ်ပေါ့နော်စီးကြိုတွေတက်နေရင်လည်းဆေးတိုးဖို့လိုတယ်ပေါ့စီးကြိုတွေအကျလွန်နေရင်လည်းဆေးလျှော့ဖို့လိုတယ်ပေါ့အဲ့တော့မိမိရဲ့ရှိသင့်ရှိတိုက်တဲ့စီးကြိုအနေထားရောက်မရောက်ကိုသိနိုင်တယ်ပေါ့နောက်တစ်ခုကတော့ဒီစားတောက်ကိုစားလိုက်တယ်စီးကြိုတွေဒါတက်သွားတယ်ဒါဆိုရင်လည်းကိုယ်အစားတောက်ကိုညှိလို့ရတယ်ဒီရပိုင်းလမ်းမလျှောက်ဖြစ်ဘူးပေါ့စီးကြိုတွေတက်တယ်ဒါဆိုရင်တော့ဒါလမ်းပိုလျှောက်ပေးရမယ်ဒီလိုမျိုးကိုသိနိုင်တယ်ပေါ့နောက်တစ်ချက်အရေးကြီးတာကတော့စီးကြိုအကျလွန်ခြင်းပေါ့နော်စီးကြိုအကျလွန်ခြင်းကိုလည်းသိနိုင်တယ်နော်တချို့ကတော့စီးကြိုကြပြီဆိုရင်ရင်တုန်တယ်တို့ခေါင်းမူတယ်တို့ချွေးတွေထွက်တယ်တို့ဒါမျိုးတွေ
ရှိတတ်တယ်ပေါ့ဒါပေမဲ့တချို့စီးချိုနှစ်ကြတဲ့လူတွေကြတော့စီးချိုအကြလွန်နေတဲ့ဟာကိုသူတို့ကမသိဘဲနဲ့ပေါ့နော်ဖြစ်တတ်တယ်အဲ့တော့ဒီပုံမှန်လေးသာဖောက်နေမယ်ဆိုရင်ကိုယ့်ရဲ့စီးချိုကအနည်းဘက်ကိုရောက်နေပြီလားပေါ့ရောက်နေပြီဆိုရင်တော့ဒါဒီအကြလွန်ခြင်းများဖြစ်တော့မလားပေါ့နော်ဒါတွေကိုသိပြီးတော့စားစေးပေါ့အင်ဆူလင်ထိုးနေတဲ့လူဆိုလဲထိုးစေးပေါ့နော်ဒါတွေကိုလိုအပ်သလိုချိန်နိုင်ညှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါဒီမိမိကိုယ်တိုင်သွေးကြိုစစ်ဆေးစောင့်ကြည့်ခြင်းဒီအလွန်အရေးကြီးပါတယ်ဟုတ်ပြီစောင့်တော့စောင့်ကြည့်မယ်အဲ့ဒါဆိုရင်တနေ့ဘယ်နှကြိမ်ဖောက်ရမလဲဒါမှမဟုတ်ရင်တစ်ပတ်ဘယ်နှကြိမ်ဖောက်ရမလဲပေါ့နော်အဲ့တော့အမျိုးစားတစ်စီးကြိုလူနာတွေမှာတော့နေ့စဉ်ပဲအင်ဆူလင်မထိုးခင်တိုင်းကိုစစ်ဆေးဖို့လိုတယ်ပေါ့နော်နှစ်ကြိမ်ထိုးတဲ့လူဆိုရင်အနည်းဆုံး2ကြိမ်ပေါ့နော်4ကြိမ်နဲ့ကုနေတဲ့လူဆိုရင်လည်း4ကြိမ်စစ်ဆေးဖို့လိုပါတယ်ပေါ့နော်အဲ့တော့အမျိုးစားနှစ်စီးကြိုသမားတွေမျိုးစားနှစ်စီးကြိုသမားတွေမှာတော့သူက3ရက်တစ်ခါ5ရက်တစ်ခါတစ်ခါလေတော့လဲတစ်ပတ်တစ်ခါပေါ့အဲ့တော့3ရက်5ရက်တစ်ပတ်ပေါ့နော်အတိအကျတော့ဖော်ပြထားတာမရှိပါဘူးအဲ့ကိုယ့်ရဲ့စီးကြိုကောင်းတယ်မကောင်းမှုပေါ်မှာမူတည်ပြီးပေါ့ဟုတ်အဲ့စီးကြိုတွေအရန်များနေရင်တော့လေ3ရက်တစ်ခါလောက်ဖောက်ကြည့်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးအရန်ကောင်းနေတယ်ငွေကြေးလဲချွေတာအမယ်ပေါ့စီးကြိုကလည်းအရန်ကောင်းနေပြီလက်တွေလည်းနာနေပြီပေါ့အဲ့ဒါဆိုရင်တော့လေတစ်ပတ်တစ်ခါလောက်ဖောက်လဲရတော့ရပါတယ်နော်အဲ့တော့မျိုးစားနှစ်စီးကြိုတောက်စီးနဲ့ပဲကုနေရတဲ့လူနာတွေဆိုရင်တော့မနှက်စာမစားခင်တစ်ခါပေါ့နော်အစာစားပြီး2နာရီပေါ့နော်တစ်ခါကိုဖောက်တင်ပါတယ်အကယ်၍ပေါ့နော်ကဲတပတ်ကို2ကြိမ်ဖောက်မယ်ပေါ့နော်တပတ်ကို2ကြိမ်ဖောက်မယ်လို့စဉ်းစားထားတယ်ဆိုရင်မနေ့မစားမီတစ်ကြိမ်ပေါ့နော်နောက်စားပြီး2နာရီပေါ့နော်အဲ့ဒီတစ်ချိန်ပေါ့ဒီလိုမျိုးဖောက်တင်ပါတယ်အဲ့တော့စီးကြိုလူနာအများစုကကျမတို့ကြုံတွေ့နေရတာတော့မနေ့မစားမိတစ်ချိန်ပဲပေါ့သူတို့တချို့ဆိုရင်နေတိုင်းတောင်ဖောက်ပါတယ်နေတိုင်းဖောက်လဲနေတိုင်းအဲ့မနေ့မစားမိတစ်ချိန်ပဲဖောက်တယ်အဲ့ဒီတစ်ချိန်လေးကောင်းနေရင်သူတို့ကကျေနပ်နေကြတယ်ပေါ့နော်တကယ်တမ်းတော့တချို့စီးကြိုသမားတွေကမနေ့မစားမိဘယ်တော့မှမတက်ပါဘူးသူတို့ကစားပြီး2နာရီဖောက်ကြည့်လိုက်ရင်တော့သူတို့အများကြီးတက်နေအောင်တွေ့တယ်အဲ့တော့ကျမအကြံဉာဏ်ပေးချင်တာတော့တပတ်ကို2ကြိမ်လောက်ဖောက်မယ်ဆိုရင်တစ်ကြိမ်ဒီမနက်စာမစားမီကိုဖောက်တင်ပြီးတော့တစ်ကြိမ်ကတော့စားပြီး2နာရီကိုဖောက်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်နောက်တစ်ခုကတော့3လပြန်မြစီးကြိုလို့လည်းခေါ်ပါတယ်ဟုတ်အဲ့ဒီဟာကိုတော့စီးကြိုအရန်မကောင်းတဲ့လူတွေတော့3လတစ်ကြိမ်ဖောက်တင်တယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ထိန်းသိမ်းမှုကအရန်ကောင်းနေတယ်ဆိုရင်တော့6လတစ်ကြိမ်လောက်မှဖောက်လဲသူအဆင်ပြေပါတယ်အဲ့တော့အဲ့ဒီဟာတွေလည်းစောင့်ကြည့်ဖို့လိုပါတယ်ပြန်မြပေါ့နော် hemoglobin A1C လို့ခေါ်တဲ့3လပြန်မြစီးကြိုကိုလည်းစောင့်ကြည့်ဖို့လိုပါတယ်အဲ့တော့ချိမှပြောခဲ့သလိုပဲပေါ့အင်ဆူလင်4ကြိမ်ထိုးတဲ့လူနာတွေဆိုရင်အစာမစားခင်3ခါထိုးတဲ့အတွက်အစာမစားမီမှာဖောက်နောက်ညအိယာဝင်မှာ1ကြိမ်ထိုးတော့ညအိယာဝင်မှာဖောက်ပေါ့နော်တခါလေကြတော့လေတခါတည်းတော့လေစားပြီး2နာရီပေါ့တချို့အင်ဆူလင်အမျိုးအစားကိုသုံးတဲ့လူတွေကြတော့လေစားပြီး2နာရီလေးလဲဖောက်တင်တယ်နောက်တစ်ခုကတော့လေ့ကျင့်ခန်းမလုပ်ခင်ပေါ့နော်အင်ဆူလင်နဲ့ကုသနေတဲ့လူတွေမှာလေ့ကျင့်ခန်းမလုပ်ခင်မှာလေစီးကြိုဖောက်တင်တယ်လို့ဖောက်တင်ပါတယ်နောက်တစ်ခုကကို့မှာစီးကြိုကျနေပြီလို့တန်တရားရှိရင်လေဖောက်တင်ပါတယ်ချို့တွေကြတော့ဒီမနက်ကဖောက်ပြီးသွားပြီနေခင်းမှာရင်တုံလဲမနက်ကကောင်းနေတာပဲဆိုပြီးတော့ထပ်ပြီးတော့ဖောက်တာမရှိဘူးပေါ့နော်အဲ့တော့ကိုစီးကြိုအကျလွန်နေတယ်လို့တန်တရားရှိတယ်ပေါ့နော်ထင်တယ်ဆိုရင်ဒါဖောက်တင်ပါတယ်ပေါ့နော်နောက်ပြီးတော့စီးကြိုဖောက်လိုက်တယ်အကျလွန်နေတယ်ပေါ့နော်အကျလွန်နေတယ်အဲ့ဒါကိုပြန်ကုလိုက်တယ်ပေါ့ဥမာအချိုရည်တောက်လိုက်တယ်ပေါ့နော်ပြီးရင်လည်းအဲ့ဒါနောက်15မိနစ်လောက်နေရင်တော့ပြန်ပြီးတော့ဖောက်တင်ပါတယ်နော်ပြန်ကောင်းမကောင်းကိုသိအောင်လို့ပြန်ပြီးတော့ဖောက်တင်ပါတယ်နောက်တစ်ခုကတော့အင်ဆူလင်နဲ့ကုနေတဲ့လူတွေကားမမောင်းခင်မှာလည်းစီးကြိုကိုဖောက်ပြီးတော့စစ်ဆေးတင်ပါတယ်အဲ့မျိုးစားတစ်စီးကြိုလူနာတွေမှာဒီ SNBG ပေါ့ကိုယ်တိုင်စောင့်ကြည့်ခြင်းကဒီပြန်မြစီးကြိုကောင်းအောင်လို့ကုတယ်ဆိုတော့သူသေသနာတွေလည်းအများကြီးရှိတယ်ပေါ့နော်နောက်တစ်ခုကတော့မျိုးစားနှစ်စီးကြိုတွေမှာတော့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အချိန်နဲ့အချိန်အရေအတွက်တွေကိုလည်းသူကပြောင်းလဲပြီးတော့ရှိမှပြောခဲ့သလိုပဲပေါ့နော်ပြောင်းလဲပြီးတော့ဖောက်လို့ရပါတယ်နောက်တစ်ခုကတော့အခုခေတ်ပေါ်နေတဲ့CGM လို့ခေါ်တဲ့ continuous glucose monitoring ပေါ့နော်ဒီဥစ္စာကတော့လူနာကခုနပြောသလိုမျိုးတနေ့ကို4ချိန်ပေါ့အင်ဆူလင်4ချိန်ထိုးတဲ့လူဆို4ချိန်ပေါ့နော်ကြားထဲမှာလည်းလိုအပ်ရင်လည်းလိုအပ်တယ်လို့ဖောက်ဆိုတော့တနေ့ကိုအများကြီးဖောက်နေရတဲ့လူတွေနော်အဲ့လိုအများကြီးဖောက်နေရတဲ့လူတွေမှာဆိုရင်တော့ဒီ CGM လို့ခေါ်တဲ့နော်စောင့်ကြည့်တဲ့ဟိုပါပေါ့စီးကြိုအတက်ကြောက်အချိန်တိကျတိုင်းပဲ
သိနိုင်တဲ့ဟာလေးပေါ့နော်ဒီပုံမှာပြထားသလိုပဲဒါလေးတက်ပြီးတော့နော်ဒါလေးတက်လိုက်ရင်စီးချိုထိန်းစီပေါ့နော် mainly ကတော့အဓိကကတော့ insulin ထိုးနေတဲ့လူတွေမျိုးစားတစ်စီးချိုတွေမှာပို့ပြီးတော့သုံးတယ်ပေါ့နော်နောက်တစ်ခုကတော့စီးချိုဒါအတက်အကျများတဲ့လူပေါ့နောက်မကြာခဏကျနေတဲ့လူတွေဒီလိုလူတွေမှာတော့ဒီ CGM ဆိုတဲ့ဒီဆက်ကလေးကိုပေါ့နော်သုံးသင့်ပါတယ်ပေါ့နော်ဒါလေးနဲ့လည်းစောင့်ကြည့်လို့ရတယ်ဆိုတာကိုပြောကြားလိုပါတယ်အဲ့တော့စစ်တာတော့စစ်ပြီအဲ့တော့တိတာလည်းတိပြီပေါ့နော်အဲ့ချို့တွေဆိုရင်နေတိုင်းစစ်တယ်သူကသူကောင်းမကောင်းနေတိုင်းကတော့စစ်တယ်ဘာမှဟိုဒီဟာအတွက်ကိုပြန်ပြီးတော့လောက်တာမရှိဘူးပေါ့နော်အဲ့တော့စီးချိုသွေးချိုစစ်ဆေးရုံတက်နေတော့လေဒါကြီးကိုနေတိုင်းစစ်နေရုံနဲ့လေစီးချိုသွေးချိုထိမ့်သိမ့်မှုကမကောင်းနိုင်ပါဘူးဒီဟာကိုရလက်အဖြေပေါ်မူတည်ပြီးတော့လိုအပ်တဲ့ကုသမှုတွေစားသောက်နေထိုင်မှုတွေကိုသူကလိုက်နာထိန်းညှိမှသာပဲစီးချိုကောင်းတယ်ဆိုတာကိုပြောကြားလိုပါတယ်အဲ့တော့သတိပြုတဲ့အချက်တွေပေါ့နော်အဲ့တော့ဒီစီးချိုယောဂတဲ့တယောက်ဆိုရင်နော်စီးချိုလူနာတယောက်ဆိုရင်ဘာတွေသတိပြုသင့်လဲဆိုတော့ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုမှန်မှန်တောက်သင့်တယ်နော်မှန်မှန်တောက်သင့်တယ်ထိုးစည်းဆိုလဲမှန်မှန်ထိုးသင့်တယ်ပေါ့နော်နောက်စီးချိုအတက်ကြမှန်မှန်ရင်မိမိသဘောအတိုင်းပေါ့နော်အတိုးလျှော့မလုပ်ဖဲနဲ့ဆရာဝန်နဲ့ပြန်လဲပြသဆွေးနွေးသင့်တယ်နောက်ဆေးတောက်ရင်လည်းမပြီးပဲနဲ့နော်စီးချိုပမာဏပုံမှန်ရောက်တဲ့အထိကိုကုသသင့်တယ်လို့ပြောကြားလိုပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲဘဝကတော့တက်တဲ့ခင်နဲ့စီးချိုသွေးချိုယောဂလို့ပြောတော့ညာလဲအဓိကဖြင့်သွေးချိုခြင်းအဓိကဖြစ်တော့အဲသွေးချိုထိမ့်သိမ်းသွေးချိုကောင်းမကောင်းကိုဘယ်လို monitoring မှာစောင့်ကြည့်ဖို့လိုတယ်ဆိုတာကိုအသေးစိတ်ဆွေးနွေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်